အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Fame ကနေပြီးတော့ထုတ်လုပ်ထားတဲ့ Cordyceps CBD ဆေးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်အသက်ရှူရတဲ့မောရတာအမြဲတမ်းမောပန်းနေရတွေဟာအဆုတ်တ िश ူတွေမှာရောင်ရမ်းမှုတွေရှိနေရကြောင်းဖြစ်နိုင်ပါတယ်လေထုညံ့ညမ်းမှုနဲ့ရောဂါဖြစ်ပွားစေတဲ့ virus တွေကြားမှာအဆုတ်ကျန်းမာရေးကိုဘယ်လိုဂရုစိုက်ကြမလဲတဘာဝဆေးတွေသုံးတဲ့အခါအားနည်းတင်တကယ်ရှိရလားစိတ်တောက်ကင်းရလားဆိုတာကိုလူတိုင်းဆိုရင်တက်ကြပါတယ် Fame မှာတော့ဒီစိုးရိမ်မှုတွေမရှိရအောင်GMP ISO ဂိုင်းလိုင်းများအတိုင်းစနစ်တကျထုတ်လုပ်လျက်ရှိပြီးတော့ဒီဗီဒီယိုထဲမှာဆိုရင်ဆေးတွေကိုအရေးသေးကောင်းမွန်အောင်ဘယ်လိုစစ်ဆေးထုတ်လုပ်နေရဲဆိုတဲ့ quality control ပိုင်းကိုထည့်သွင်းပြသပေးသွားမှာဖြစ်ပါတယ်။ CBD ဆိုတာတဘာဝရဲ့ထူးခြားတဲ့ဖိုးတန်ဖန်တီးမှုတစ်ခုဖြစ်ပါတယ်။ပိုးတုံးလုံးလေးတွေပေါ်မှာဆေးဘက်ဝင်မှုတစ်မျိုးပေါက်ရောက်ပေါက်ဖွားရကနေရရှိလာတာဖြစ်ပြီးတော့အပင်နဲ့သတ္တဝါတို့ရဲ့အာဟာရနှမျိုးလုံးပေါင်းစပ်ပါဝင်နေပါတယ်။သူ့မှာပါဝင်တဲ့ Cordyceps လို့ခေါ်တဲ့ drug ပေါင်းကိုသိပ္ပံနည်းကျလေ့လာစမ်းသပ်ကြည့်တဲ့အခါမှာတော့နံပါတ်1အချက်အနေနဲ့ Cordyceps ဟာအဆုတ်အတွင်းမှာရောင်ရမ်းမှုကိုဖြစ်စေတဲ့ pro-inflammatory cytokine တွေကိုလျှော့ချပေးပါတယ်။လေပြိုကျဉ်းတာကိုသက်သာစေလို့အဆုတ်ဝေဒနာရှင်နဲ့ပန်းနိုင်ရင်ကျယောဂဝေဒနာရှင်တွေမှာဆိုလို့ရှိရင်အသက်ရှူရတာပိုပြီးတော့ပေါ့ပါစေပါတယ်။နံပါတ်2အချက်အနေနဲ့မောပန်းနှံ့နယ်မှုကိုသက်သာစေပါတယ်။ခန္ဓာကိုယ်တွင်းမှာရှိတဲ့ cells တွေရဲ့စွမ်းရည်ထုတ်လုပ်မှုကိုမြင့်မားစေတာကြောင့်ခန္ဓာကိုယ်မှာရှိတဲ့အောက်ဆီဂျင်အသုံးချမှုနှုန်းမြင့်မားလာပြီးတော့မောပန်းနှံ့နယ်မှုကိုတိတိတတ်တာလျှော့ချပေးပါတယ်။နံပါတ်3အချက်အနေနဲ့သူ့မှာ immunomodulatory အားနည်းတင်ရှိလို့ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားကိုမျှချင်ကြီးအောင်ထိန်းညှိပေးနိုင်ပြီးတော့ antiviral အားနည်းတင်ကြောင့်မို့လို့အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတွေကိုလည်းခုခံတိုက်ဖျက်ပေးနိုင်တယ်လို့လေ့လာတွေ့ရှိခဲ့ကြရပါတယ်။ဒါဆိုကျမတို့ Fame ကထုတ်တဲ့ Cordyceps CBD ရဆိုလို့ရှိရင်ဘာကြောင့်ပို့ပြီးတော့ထူးခြားရလဲကျမတို့ဟာ HPLC နည်းပညာကိုအသုံးပြုပြီးတော့ဆေးဘက်ဝင် drug ပေါင်း Cordyceps ပါဝင်မှုပမာဏကို batch တိုင်းမှာတိတိကျကျတိုင်းတာစစ်ဆေးပါတယ်ဒါတွေမကသေးပါဘူးတဘာဝမှုတွေမှာပါလာတတ်တဲ့ Care, lead နဲ့ mercury ပြဓာတ်လိုမျိုး heavy metal တွေနဲ့မိုးစိတ် aflatoxin ကင်းစင်ချောင်းကိုလည်းစနစ်တကျတိုင်းတာစစ်ဆေးပြီးတော့မှလူချင်းမျိုးလက်ထဲကိုထည့်ပေးရဖြစ်ပါရဲ့ရှင်ဒါကြောင့်သူတေသနာစာတမ်းခိုင်မာပြီး GMP ISO standard တွေနဲ့အညီ quality control တွေချပြုလုပ်စစ်ဆေးထားတဲ့ Fame Cordyceps ကိုအဆုတ်ကျန်းမာရေးအတွက်ရွေးချယ်နိုင်စေဖို့မျှဝေပေးလိုက်ပါတယ်အားလုံးကျန်းမာရှင်လည်ကြပါစေရှင်